Hello အားလုံးပဲမင်္ဂလာပါရှင် Globe Trotter Jackie ပါကျွန်မဒီနေ့ CCL ရထားလိုင်းပေါ့နော်ဒီစင်ကာပူက CCL ရထားလိုင်းကိုအသုံးပြုပြီးတော့ကြောင်းသွားအလုပ်သွားเนาะဟိုလူမှုရေးကိစ္စတွေသွားမဲ့ဒီမိတ်ဆွေတွေပေါ့နော်မိတ်ဆွေတွေမောင်နေညီမတွေအတွက်ကျွန်မကသတင်းလေးပြောပြထားခြင်းလို့ပါသွားတာကိုအချိန်တွက်လို့ရအောင်လို့ပေါ့နော်ချိန်နောက်မကြအောင်ချိန်တွက်လို့ရအောင်လို့အခက်အခဲမဖြစ်အောင်ကျွန်မကဒီသတင်းလေးကိုပြောပြခြင်းဖြစ်ပါတယ် CCL ရထားလိုင်းကတဲ့ဒီလိုင်းကောင်းတွေပြုပြင်ထိန်းသိမ်းမှုအတွက်ဒီအခု18ရက်နေ့ကနေပြီးတော့ April 19ရက်နေ့အထိဒီ3လကြာမယ်ပေါ့နော်ခီးစဉ်တွေကိုတဲ့ပြောင်းလဲသတ်မှတ်ထားပါတယ်တဲ့နော်ပြောင်းလဲသတ်မှတ်ထားတဲ့ခါကျတော့တချို့လူတွေကမသိတဲ့ခါကျတော့သွားလာနေတဲ့ခါကျတော့အခက်ခဲတွေဒီကြားထဲမှာမသိလိုက်တဲ့ခါကျအခက်ခဲတွေတော်တော်တွေ့တယ်တဲ့တချို့ဆိုရုံနောက်ကြတာကြောင်းနောက်ကြတာမီတင်နောက်ကြတာတွေအတွက်အရန်ကိုဆုံးရှုံးရတဲ့ကိစ္စတွေနစ်နာရတဲ့ကိစ္စတွေဖြစ်ခဲ့တယ်ပေါ့နော်ဖြစ်ခဲ့တဲ့ခါကျတော့ဘယ် MRT တွေမှာတက်ရောက်မှုရှိမလဲဆိုတော့သူက para labor ရယ် Dokata ရယ်ပြီးလို့ရှင်ကျွန်မသိချာကြည့်လိုက်အောင်မယ်Mountbatten ဘူရာတွေကြားမှာတဲ့အတူကတက်ရောက်မှုရှိမယ်တဲ့ဒီနေ့မနေ့တော့ဒီ para labor မှာဒီသတင်းတောက်တွေသွားကြည့်တဲ့ခါကျတော့လေးလာစုံစမ်းတဲ့ခါကျတော့တချို့လူတွေအခက်ခဲတွေနဲ့ဇဝေဇဝါတွေဖြစ်အချိန်တွေကပြောင်းလဲသတ်မှတ်ထားတော့ဘလို့လို့မှမပါတော့အဲ့လိုမျိုးတွေခီးတယ်တွေအတွက်နှောင့်နှေးကြံ့ကြာမှုတွေဖြစ်တာကိုတွေ့ခဲ့ရတယ်တဲ့နော်ဇဝေဇဝါတွေဖြစ်ပြီးတော့အလုရှုပ်သွားတယ်ပေါ့ရှင်အဲ့တော့တဲ့ဒီ Mountbatten ရဲ့ Dokata နဲ့ဒီ para labor MRT တွေမှာဒီ shuttle train တွေရှိပြီမဲ့အဲ့ shuttle train တွေကလည်း10မိနစ်10မိနစ်ကြာမှရောက်လာတဲ့အတွက်သူတို့အတွက်ခီးတယ်တွေအတွက်ပေါ့နော်နှောင့်နှေးကြံ့ကြာတာတွေအဲ့လိုမျိုးတွေစုလိုက်ပြုံလိုက်စောင့်ဆိုင်နေရတာတွေ traffic ဖြစ်တာတွေတွေ့ခဲ့တယ်ပေါ့နော်အဲ့ဒီပြောင်းလဲကြောင့်ခီးတယ်တချို့လဲဒီမကျေနပ်မှုတွေရှိတယ်ပေါ့သူရေးထားတာနော်အဲ့ဒါလေးကိုကျွန်မဆက်ပြောပြပါမယ်ဒီLand Transport Authority ဒီ LTA အနေနဲ့ကလည်းတဲ့ဒီခီးစဉ်တွေနောင်နှေးကြမ်းကြမှုမရှိသေးဘူးခီးတဲ့တွေအတွက်ဒီ online ကနေကြည့်ရှုနိုင်မဲ့ crowd stated 2ဆိုတဲ့ဒီ online ဝန်ဆောင်မှုကိုအခုစတင်ပေးနေပါတယ်တဲ့နော်ဒီအလုပ်ရက်တွေအတွင်းမှာတဲ့ဒီအလုပ်သွားမဲ့ရက်တွေအတွင်းမှာပေါ့နော်weekday တွေမှာဆိုလို့ရှိရင် shuttle bus တွေထားပြီးပြီမဲ့ weekend တွေမှာကျတော့ shuttle bus မရှိတော့ဒီအချိန်နှောင့်နေတာတွေလမ်းမှားတာတွေဘာတွေရှိနိုင်တယ်တဲ့အဲ့ဒီနေရာတွေမှာတော့လေအခုလောလောဆယ်တော့ဒီအဲ့ဒီခုနပြောတဲ့ MRT 3ခုမှာတော့ဒီဝန်ထမ်းတွေပေါ့နော်လမ်းပြပေးတဲ့ဝန်ထမ်းတွေဒီ platform တစ်ခုမှာဆိုလို့ရှိရင်10ယောက်စီလောက်ရှိတယ်10ယောက်စီလောက်ရှိတဲ့အတွက်အဲ့လိုမျိုးထားပေးထားတဲ့အတွက်အစင်တော့ပြေတာပေါ့နော်အခုဒီတာဝန်ရှိသူတွေကတော့ပြောထားပါလာမဲ့3လအတွင်းမှာပေါ့နော်ဒီနှောင်နှင်းကြမ်းကြာမှုတွေစောင့်ဆိုင်နေရခီးစဉ်တွေအချိန်ပိုတွေတွက်လို့ရအောင်လို့တိုက်တွန်းထားတယ်ယထာပြောင်းလဲကာလအတွင်းမှာဒီအလုပ်သွားတာကြောင်းသွားတာကိုခါတိုင်းထက်မိနစ်30စောသွားဖို့တိုက်တွန်းထားပါတယ်เนาะအဲ့ဒါလေးကိုသတင်းလေးပြောပြခြင်းလို့ပါမသိရသေးတဲ့လူတွေသိအောင်လို့เนาะအချိန်ကဒီမှာအရန်တန်မိုးရှိတယ်လေအချိန်ကိုအလဟတာမဖြစ်အောင်မဆုံးရှုံးကိုသွားပြီးမှအဲ့လိုမျိုးညံ့ကြာမှုတွေနှောင့်နှေးမှုတွေဖြစ်ရင်တချို့ဆိုရင်အလုပ်ကိစ္စနဲ့ဒီဟာ interview ကိစ္စနဲ့ဘာညာဆိုအခက်အခဲတွေဖြစ်မှာဆိုလို့ကျွန်မကဒါလေးကိုကြိုတင်ပြောပြခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ရှင် Globe Trotter Jackie ပါ bye bye